အဲ့တော့တတိယပိုင်းဖြစ်တဲ့အစားအသောက်တွေကတော့အများကြီးတည်ရပါတော့အများကြီးတည်ခဲ့တယ်ပြီးတော့ဒီစားသောက်တွေကိုဘယ်ထည့်လဲဆိုတော့ check luggage wait Hungary တဲ့ဟိုခောက်ဆွဲကြောက်တွေထည့်ရပါတော့ဒါပေမဲ့ဟိုဝတ်သားမွားကြော်တို့ချင်မောင်ကြော်တို့ကကြတော့ဒီ luggage အပ်တဲ့အထဲပဲထည့်လိုက်ပါတယ်ခောက်ဆွဲကြောက်တွေဆိုရင်လည်းဟိုတစ်မျိုးကို9ထုပ်လောက်နဲ့3မျိုးလောက်ယူခဲ့မယ်နဲ့ရှမ်းခောက်ဆွဲတို့စီချက်တို့အုံလုံးခောက်ဆွဲတို့အဲ့ရရောဒီမှာမရှိတော့အရန်ငတ်ပါတယ်ငတ်တော့အဲ့ဒီလေးနဲ့ပဲစားရတာပေါ့နော်ရှိရဲ့ဗမာဆိုင်ရလည်းဝေးတော့တိတ်သွားပြီးတော့မစားပြစ်ဘူးဒီရောက်ပြီးခဲ့ရမြန်မာဆိုင်မစားပြစ်သေးပါဘူးပြောရမယ်ဆိုလို့ရှိရင်ဒီပါလာတဲ့ဟာလေးတွေနဲ့ပဲတက်ရှင်နေရတာပေါ့နော်ပြီးတော့နောက်ကျတော့ဟင်းချက်ရတဲ့ဝါသနာပါတော့အမေတို့ကအဲ့လိုစားရရောစက်သားမှုတ်ချင်းမှုတ်စနွေမဆလာအယောင်တင်မှုတ်မြုပ်သီးဆိုလဲအနုဘက်ရောအကျန်းဖက်ရောပြီးတော့ဗါလဲ soy sauce တွေရောအကုန်ထည့်ပေးလိုက်တာပေါ့နော်အဲ့ဒါတော်တော်အဆင်ပြေပါတယ်ဘာလို့ဆိုဒီရောက်မှရှာပြီးတော့ဝယ်ရတာထက်ပေါ့နော်တို့ဒီမှာကFPC ကတိတ်မြောင်းပေါ့နော် Tesco ဘာလို့မှာခဏမတွေ့ရဘူးချို့ Tesco မှာရှိမယ်ချို့ Tesco မှာလည်းမရှိတတ်ဘူးပေါ့နော် FPC တွေရောင်းတာဆိုလို့ကလားစေးတို့ပြီးတော့တရုတ်ဆိုင်တွေမှာ Asian ဆိုင်တွေမှာပဲရောင်းတာပေါ့နော်ဒါပေမဲ့ကိုကရောက်ပြီးချင်းဟင်းချက်ချင်တယ်ဆိုလို့ရှိရင်ကြတော့ပစ္စည်းတွေကမရှိဘူးလေမရှိတော့ကဲကိုကဒါဟင်းချက်ဝါသနာပါတယ်ဆိုလို့ရှိရင်အဲ့ဒါလေးရောနည်းစီတော့အများကြီးတော့မဟုတ်ဘူးနည်းစီယူလာဖို့ recommend ပေးပါတယ်ဒါပေမဲ့ကိုကတိတ်ပြဿနာမရှိဘူးဟင်းမချတယ်ဘာမှမဖြစ်ပြီးမှမှာစားမယ်ဆိုလို့ရှိရင်တော့တိတ်ကိစ္စမရှိဘူးပေါ့နော်ပြီးတော့ဒီစီကျော်တွေကိုဘယ်လိုတည်ခဲ့လဲပေါ့စီကျော်တွေကို plastic 3ထပ်လောက်နဲ့ထပ်ပြီးတော့ပစ္စည်းတွေ3ထပ်လောက်နဲ့ထပ်တဲ့အပြင်4ပါစုပ်အဲ့လိုမီးငယ်လားအသေးပိတ်ပြီးတော့တင်လာရတာပါမဟုတ်အနမ်းထွက်မှာဆိုလို့ပေါ့နော်အနမ်းထွက်ရင်တော့အနမ်းထွက်တာလို့စီဖိတ်တာလို့ဆိုလို့ရှိရင်တော့လေစိတ်ကရစ်တယ်လို့အတန်ကြားတယ်အဲ့တော့အမေတို့ကရန်ကင်းဈေးမှာဗာလဲအကြီးမအဲ့လို6ဆိုင်လားမသိဘူးသူကအဲ့လိုမျိုးထုတ်ပြီးရဲ့အဲ့မှာဟိုတထုပ်ကိုဘယ်လောက်လဲမသိဘူးပေးရအဲ့လိုမျိုးတော့ပတ်စံပေးပြီးကိုထုတ်ခဲ့ရပါဘောเนาะမအဲ့အားလေးကတော်တော်အဆင်ပြေရစီလုံးဝမဖိတ်ကြဘူးပေါ့เนาะစီမဖိတ်ကြတော့ကိုအင်ကြီးလည်းမပေးတော့ဘူးကဲကိုကဒါလိုမျိုးအကျော်ဘလော်တွေယူမယ်လို့စိတ်ကူးလို့ရှင်ဘူးနဲ့ထည့်ပြီးတော့တိတ်တီနဲ့ပတ်မှန်စားအဲ့လိုမျိုး plastic လေးနဲ့ထည့်ပြီးတော့အသေးပေးလိုက်တာကို recommend ပေးပါတယ်အစားတောက်ကဒါပဲဆိုတော့နောက်ဆုံး part ကတော့ဒီကွီစီကွာစာ part ပေါ့နော်ကွီစီကွာစာမှာဘာပါမလဲဆိုတော့ဆေးတွေလည်းအရန်မများရင်တော့ကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့မီတော်တည်ခဲ့တယ်လို့ဘယ်နှလားစာလောက်ဖြစ်မလဲတော့မသိဘူးအားဆေးတွေရောပြီး biojet ဇီရောအစုံပေါ့နော်ထုံးရှိဝါလည်းပါတယ်ရှူဆေးတွေလည်းပါတယ်လိန်းဆေးဘီတာတင်အဲ့ဒါလည်းအကုန်ယူလာခဲ့ရပါတော့အဲ့တော့ပြဿနာဘာမှမရှိပါဘူးကဲကိုကဆေးယူလာလို့ရပါမလားလို့စိတ်ပူနေပူပါနဲ့သူတို့တိတ်မပြောဘူးပေါ့နော်အရန်မများရင်ပေါ့အရန်များလို့ရှိရင်တော့နည်းနည်းပြဿနာတက်နိုင်ပါတယ်ပြီးတော့ဘာယူလာလဲဆိုတော့ခေါင်းအုံးလို့ဆောင်လို့ပါယူခဲ့တာပါတော်တော် luggage လည်းတော်တော်ပြည့်သွားပါတော့ kg တွေဆိုရင်ပိုနေလို့ kg တောင်ဝင်လိုက်ရပါတယ်ခေါင်းကကြတော့နားအိုင်နဲ့စီးစားကြောင်းနဲ့ခေါ်မှာစီးစားကြောင်းလည်းပေါ့နော်ဒီကိုယ့်ရဲ့ဒီခေါင်းပပလေးတကယ်ပပလေးနဲ့ပဲအိတ်တက်တာမို့လို့ခေါင်းကိုယူခဲ့ရပါကဲကိုကရတယ်ဘာမှမဖြစ်ဘူးဆိုရင်တော့ခေါင်းဒီမှဝယ်ပေါ့နော်ခေါင်းစားတခြားဟာတွေထည့်လို့ရပါတယ်ပြီးတော့စောင်းလေးဝယ်ရပါတယ်ဒါယူခဲ့တဲ့စောင်းလေးပါဒါပေမဲ့စောင်းတော့မယူလာစီချင်ပါဘူးဘာလို့လဲဆိုတော့ရန်ကုန်တို့ဘန်ကောက်တို့ကစောင်းတွေကအဲ့လောက်မထူပါဘူးဂုံကတ်စောင်းဆိုပေမဲ့အဲ့လောက်မထူပေါ့နော်ပြီးတော့အခုမှတော့တုံးရတာအဆင်ပြေပေမဲ့ winter ရောက်လို့ရှိရင်ဝယ်ရပါအဲ့တော့မီးကတော့အခုကျိုးဝယ်ထားပြီပေါ့နော်အဲ့တော့စောင်းကတော့နှစ်ထည်ဖြစ်သွားတယ်အဲ့ဒါမလို့ဖြစ်နိုင်လို့ရှိရင်စောင်းမတည့်လာပါနဲ့ဒီရောက်မှထူတဲ့ဒူဖေးဆောင်လေးပေါ့နော်ဒူဖေးဆောင်လေးကိုဝယ်ဖို့ recommend ပေးချင်ပါတယ်အဲ့တော့ဒီဆောင်တို့ခေါင်းအုံးတို့ပြီး puffer jacket တို့လိုမျိုးဖောင်းဖွားဟာကြီးပေါ့နော်ဘယ်လိုတည်ခဲ့လဲပေါ့ဘယ်လိုတည်လဲဆိုတော့မီးတော့အဲ့
လေစုပ်ဆက်ရှိလေဟုတ်တယ်လေစုပ်ဆက်လေးနဲ့အရင်စုပ်လိုက်တာပေါ့နော်အဲ့လိုအိတ်ရှိရဲ့အိတ်မှာတော့အဲ့လိုလေစုပ်ဖို့နေရာလေးပေးထားတယ်အဲ့ထဲကိုအင်ကြီးအဲ့ထဲကိုအင်ကြီးရင်ထည့်ပြီးလို့ရှိရင်အဲ့ခုနဟိုနေရာတိလေးရနေလေသူ့အဲ့လေစုပ်တဲ့ဆက်လေးပါပါလာဝယ်တဲ့အဲ့ဟာလေးစုပ်လိုက်လို့ရှိရင်ပြားဝပေါ့နော်ပြားလေးဖြစ်သွားတော့နေရာတွေကမယူတော့ဘူးအရင်မယူတော့မပွားတော့ဘူးအဲ့ဒါလေးကတော်တော်အဆင်ပြေရမဟုတ်လို့ရှိရင်buffer ဆိုလို့ရှိရင်တစ်ထည်လောက်နဲ့ luggage ကြီးကပြည့်သွားပြီလေအဲ့တော့ဒါပေမဲ့အဲ့လေစုပ်ဆက်လေးနဲ့ဆိုလို့ရှိရင်ညတော့နေရာတော်တော်လေးဖြစ်သွားတာပေါ့နော်အဲ့တော့ဒီလေစုပ်ဆက်ကိုဘယ်မှာဝယ်လို့ရလဲဆိုတော့ online မှာတွေ့ရတော့ဒီ Indra store ပေါ့နော်ရန်ကုန်မှာဆို Indra store မှာဝယ်တာတွေ့တယ်။ကေကိုကဘန်ကောက်မှာဆိုလို့ရှိရင်တော့TikTok shop မှာဝယ်လို့ရပါတော့။ TikTok shop ကတော့အသုံးဝင်ပါတယ်။လိုချင်တဲ့ပစ္စည်းမှန်များကို TikTok shop မှာရှိပါတယ်။အဲ့တော့ vacuum bags လို့ရှာလိုက်လို့ရှိရင်ပေါ့နော်။သူတို့ထွက်လာပါတယ်။ပြီးတော့ခုစီကောက်ဆိုင်ထဲမှာဘာရေးကြီးလဲဆိုတော့ကက်ကြီးကိုဓာတ်လို့ပေါ့နော်။ဒီ accommodation မှာမပေးထားဘူး။ kitchen ထဲမှာလည်းဘာပစ္စည်းမှမပေးထားဘူးပေါ့နော်ဟင်းချက်ဖို့နေရာလေးပဲပေးရလို့အိုးရေခွက်တွေလည်းမပေးဘူးအခုဘက်ကိုပြန်ဝင်ရတာအဲ့တော့ကိုကရောက်ချင်းညဘက်ရောက်သွားရဲဆိုပို့ဆိုတော့ပေါ့နော်မီးဆိုညဘက်ရောက်သွားတာဘိုက်ကလည်းစာနေပြီအဲ့ချိန်မှာဖောက်စားမယ်ပါဆိုလို့ရှိရင်ကြောက်ကကြီးတွေပါရလိုရလေအဲ့တို့ကကြီးမပေးထားတော့ကိုယ်ခံရမှာကကြီးကိုလွယ်နေရမှာထားပြီးတော့တော်တော်ပြန်ရှာလိုက်ရတာပေါ့နော်အဲ့ဒါကြောင့်လာမယ်ဆိုရင်ကကြီးကိုထားတော့ကိုတဲလာနေခြင်းနဲ့ပြီးတော့ဒါပေမဲ့လင်းရင်ပေါ်မှာဆိုရင်တော့ကိုနဲ့တပါးနဲ့တဲလို့မရဘူးเนาะအဲ့လို luggage အဲ့တဲ့အိတ်ထဲပဲထည့်ရမှာပါနောက်တစ်ခုအကြံပေးချင်တာကလန်ဒန်မှာနေတဲ့သူတွေပေါ့เนาะနေမဲ့သူတွေပေါ့ဒီလို phone strap လေးလိုအပ်ပါတယ်ဆိုတာအဲ့မှာကိုလုံးလည်းတီးကြမယ်ထင်ပါတယ်လန်ဒန်မှာကအဲ့လိုခိုးရည်ရမ်းများတယ်ခိုးရဆိုအဲ့လိုလူယူသွားတယ်များတယ်ဆိုတော့အဲ့ကြောင့်မင်းဆိုကြောက်နဲ့ဒါရှိသမျှဖုန်းမှာအကုန်ချိတ်ထားပါတယ်ဒါဆိုရင်လက်မလေးချိတ်ထားလို့ရှိရင်အရင်တော့100% safe ဖြစ်လားဆိုတော့100% safe တော့မဖြစ်ပေမဲ့ဒီလိုလုပ်ထားလို့ရှိရင်အနေနဲ့များတော့ယူရခက်တာပေါ့နော်အဲဒါကြောင့်ဒီလို phone strap လေးယူဖို့ recommend ပေးပါတယ်အတူလည်းရှိတယ်လို့ဒီလို level မှာဆွဲလို့ရအရှိတယ်ရှိရပါတော့အဲ့တော့ဒီရောက်ပြီးတော့မှဘာတွေထပ်ဝယ်လဲပေါ့နော်ပြန်မောင်းဆိုရင်ခုနကပြောပြပါပြီ hair dryer ဝယ်တယ်ပြီးလို့ရှိရင်အင်ဂျီအနေနဲ့ဆိုလို့ရှိရင်တော့ puffer နောက်တစ်ထပ်ထည့်ဝယ်ပါတယ်ဒါကတော့လိုအဲ့လိုဆိုတာလဲကိုကြိုက်လို့ဝယ်တာပေါ့နော်အဲ့လိုနည်းနည်း crop လေးပေါ့ဟိုပါလာရဲ့ puffer ကကျတော့အပွားဟိုမှာသူကထက်ရှည်ပေါ့ဟိုကကျတော့ crop လေးအဲ့ဒီကျလို့ကိုဝယ်လိုက်တာပါအရင်ဟိုလုံးဝနွေးနေတဲ့ဟာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူ့ရောက်နေသူတော့ပို့တက်ပေးနိုင်ပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီ fleece jacket အဲ့ဒါတော့လိုလို့ဝယ်လိုက်တာပါအဲ့တော့ winter နဲ့လာတော့မယ်ဆိုတော့အေးတော့မယ်နိခုတော့တော်တော်အေးနေပြီပြီးတော့ဒီအင်ဂျီဆိုတော့မှနှစ်ထည့်ပဲထည့်ဝယ်ဖြစ်ပါတယ်အဲ့တော့ဒီမိဖို့ကြောင်ပစ္စည်းတွေပြီးတော့အိမ် decoration ပစ္စည်းတွေကိုဘယ်ရောက်လဲဆိုတော့ IKEA နဲ့ B&M မှာဝယ်ရပါတယ်တော့အခုမှမေးချင်တာတော့ IKEA ပေါ့နော် IKEA ကတော်တော်စုံပါတယ် B&M ကတော်မှာကျတော့လှပေမဲ့စုံပေမဲ့အပြင်မှာနေသွားကြည့်တော့အဲ့လောက်မစုံဘူးเนาะအဲ့တော့သွားမယ်ဆိုရင် IKEA ကိုတော့ recommend ပေးပါတယ်ပြီးလို့ရှိရင် IKEA မှာကသူကအဲ့လိုចောင်းသားတွေအတွက်ဆိုပြီးတော့ဆက်လေးရှိရပါတော့เนาะအဲ့ဆက်ထဲမှာဘာလဲဆိုခွက်တွေပကံတွေရောအိုးတွေရောဒေဝတွေရောအကုန်ပါပါတော့တပူးကမှအဲ့တစ်ဆက်လုံးကမှပေါင်90လားမသိဘူးဒါပေမဲ့အဲ့ထဲမှာလိုရာတွေရောမလိုရာတွေရောပါနေတော့နောက်တော့ကကြတော့တက်စီခွဲဝဲတာပိုတန်တာပေါ့နော်ကိုကဘာမှမယူလာခဲ့ဘူးပြီးအကုန်လိုတယ်လို့ထင်လို့ရှိရင်တော့အဲ့ဒီ set ကိုဝယ်ဖို့ recommend ပေးပါတယ်အဲ့ဟာတွေအပြင်ဘာလဲထပ်ဝယ်ရလဲဆိုတော့အဝတ်တန်းဝယ်ရပါတယ်ဝတ်တန်းကနောက်ကျတော့အင်ဂျီကိုအဲ့လိုမျိုးတစ်ထည်ပြီးတစ်ထည်မထက်အောင်ဝတ်တာပေါ့နော်မထက်အောင်ဝတ်တော့တခါခဏလေးဝတ်ပြီးတော့လည်းမလျှော်သေးဘူးအဲ့ဒါလို့ရှိရင်လှမ်းလာဖို့ဝတ်တန်းလို့တယ်ပြီးတော့ဒီကအဝတ် dryer တွေကပေါ့နော်အဝတ်များလို့ရှိရင်တိတ်မချောက်ချင်ဟိုဟာတွေကအဲ့တော့ကိုပြန်ပြီးတော့လှမ်းရတာပေါ့နော်ဆိုဒီမှာကလည်းနေကထွက်ပြီးမဲ့ထွက်လိုက်မိုးရွာလိုက်ဆိုတော့အပြင်မှာလှမ်းမှုကြရလဲမဟုတ်သေးတော့အိမ်ထဲမှာပဲ
ဘယ်နာထားလဲဆိုဟီတာရှိကိုထားတာပါတယ်အဲ့တော့တစ်ချက်ခုနှစ်ချက်ပဲပေါ့နော်ဟီတာရှိထားရပြီးတော့ဟီတာကအပူနဲ့အဝတ်တွေကိုချအောင်လုပ်ပါတယ်ဝတ်တန်းကတော့တော်တော်အကျိုးရှိရဲ့ purchase ပေါ့နော်အဲဒါကြောင့်ဝတ်တန်းဝယ်ဖို့လည်း recommend ပေးချင်ပါတယ်ဝတ်တန်းကဘယ်ကဝယ်လဲဆိုတော့ရှင်းကပဲမှားရတာပေါ့နော်အဲ့တော့ IKEA မှာဝယ်မလို့ဝယ်ထားပေမဲ့ပစ္စည်းကအများများနေတော့ဝတ်တိုင်းနဲ့ဆိုရင်မတည်နိုင်တော့လို့ရှင်းကပဲမှားလိုက်ပါတယ်နောက်တစ်ခုဒီရောက်ရင်ဝယ်ရမယ့်ဟာကတော့ဒီလို filter jack ပေါ့နော်ဒါရေတောက်ဖို့အတွက်လိုရပါတယ်ဘာလို့လဲဆိုတော့ဒီမှာကရေတောက်မယ်ဆိုရင်ရေတန့်ဘူးတွေကဈေးကြီးရယ်အဲ့တော့များသောအားဖြင့်ကဒီ tap water ဘီစင်ကရေကိုပဲတောက်ကြတာပေါ့နော်အဲ့တော့ဒီတိုင်းဓာတ်ရိုက်တောက်ဖို့ကလည်းကလိုရင်းရမ်းများတော့ကျမတို့လည်းမကောင်းဘူးစပင်ရမ်းကျွတ်တာပေါ့နော်အဲ့ဒါကြောင့်ဒီလိုမျိုးအထက်လိုရေစစ်လေးနဲ့ခံပြီးတော့တောက်လို့ရတဲ့ဒီ filter jack ပြီးတော့ဝယ်တက်ပါတယ်သူကတော့ဒီအထက်ကအဲ့လိုရေစစ်ဟာလေးပါပေါ့နော်ဒီဟာဖြူလေးအဲ့ဟာကိုတော့တစ်လားတစ်ခါလဲပေးဖို့ recommend ပေးပေမဲ့ညီကတော့2လမှတစ်ခါလောက်လဲရပါတော့ပြီးလို့ရှိရင်ကျတော့ဒါပေမဲ့2လမှတစ်ခါမလဲရဆိုပေမဲ့လေခါရဲမှာတော့တန်ရှင်းရေးပါရောလုပ်ပေးရတယ်မဟုတ်ရင်ညစ်ပတ်မှာဆိုတော့ပို့ရပြန်မှာဆိုတော့တန်ရှင်းလုပ်ပေးရပြုတ်လို့ရင်းနှီးပြုတ်တာတော့လုပ်ပေးရပါတယ်အဲ့တော့ဒီရလို့ရှိရင်မဖြစ်မနေဝယ်ရမှာတော့ဒီဖြစ်တာဂျာလီပဲဖြစ်ပါတယ်ခုကတော့ IKEA ဝယ်ထားတဲ့ပစ္စည်းတွေကိုပြမှာပေါ့နော်ပထမဆုံးတစ်ခုကတော့ဒီ food container ပေါ့နော်ဘာအတွက်လဲဆိုတော့အသားစိမ်းငါးစိမ်းထည့်သိမ်းဖို့ပါနောက်တစ်ခုကတော့စစ်နီတုံးပဲဖြစ်ပါတယ်စစ်နီတုံးတက်သားတော့မဟုတ်ဘူးね plastic လေးပေါ့နော်ဒါကတော့ bathroom ထဲမှာထားဖို့ပေါ့နော်ဒီမှာရေစင်းမကောင်းတော့အဲ့လို mat လေးတစ်ခုထားမှအဆင်ပြေပါဒါကတော့ဟင်းနေပါထည့်ဖို့ခွက်ပါခုတော့တစ်ခွက်ကတော့မရှိတော့ပါဘူးချခွဲလိုက်ပြီမို့လို့နောက်တစ်ခုကတော့ကြော်ဘူးလော်ဖို့အတွက်ဒေဦးပေါ့နော်ဒေဦးကတော့24 cm ဟာဒီလိုက်ပါတယ်ဒီတက်သေးရလဲရှိသလိုကြီးရလဲရှိဒါတော့အနေတော်လေးပေါ့နော်နောက်တစ်မျိုးကြတော့အိုးဒီကတော့ဟင်းချက်ဖို့ပေါ့နော်ဒါပေမဲ့စီတက်ရင်တော့အဲ့လောက်မကောင်းအိုးကမဲသွားတယ်ပြီးတော့ခွက်ရယ်ပြီးရေရှုခန်းထဲမှာအနက်မွေးအောင်လို့ဆိုပြီးတော့မွေးရလေးလည်းဝယ်ထားပါတယ်ပြီးတော့ထမင်းစားဖို့ပကံဒါကတော့အသားတွေနေဖို့ပေါ့နော်ဒါကတော့အစုံလိုက်ပဲအောင်လို့ဒီဟာလေးပဲဝယ်ခဲ့ပါတယ်လန်ဒန်မှာတော့ဓာတ်ဝယ်ဟာတာအဲ့လောက်မခက်ပေမဲ့တချို့မျိုးတွေမှာပေါ့နော်ဓာတ်ဝယ်မယ်ဆိုရင် ID ဘာတွေတောင်းနိုင်လို့ကြားပါတယ်အဲ့တော့ဓာတ်ဝယ်မယ်ဆိုရင် ID ရွာဖို့ recommend ပေးပါတယ်ဒါကတော့ဟင်းချက်ဖို့ပေါ့နော်မှွေဖို့ဇွန်းကြီးတွေပြီးလှော်ကြော်ဖို့ဇွန်းဒါလေးကတော့ room decoration အတွက်ပေါ့နော်ကိုပန်းဒီအရွက်ဒီဖန်ကွက်ဒီရွေးပြီးတော့ဝင်ထားတာပဲဖြစ်ပါတယ်ဒါလေးကတော့ပကံစင်လေးပေါ့နော်သူကသေးလဲသေးတော့ compact လည်းဖြစ်တယ်ပြီးတော့ဒီဘက်မှာလည်းဇွန်းခင်းရင်းနေပါထည့်ဖို့အကန့်လေးပဲပါတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကတော့နားရဲ့ experience အရာ knowledge sharing လေးပေါ့နော်ကဲကိုသိချင်တာရှိလို့ရှင် comment မှာမေးလို့ရပါတယ်ဒါမှမဟုတ်ရှင်လည်း description က social media မှာ direct message တာမေးလို့ရပါတယ်အားလုံးအဆုံးထိကြည့်ပြီးကျေးဇူးတင်ပါတယ်တတားပါ see you next vlog ပါ